ဒီနေ့က laptop ဝယ်လာပါတော့ဒီနေ့က laptop ဝယ်လာပါတော့တကယ်တမ်းကဒီ laptop ဝယ်ဖို့တော်တော်လေးစဉ်းစားလိုက်ရတယ်ကိုကဘယ် laptop ဝယ်ရင်ကောင်းမလဲ MacBook ဝယ်ရင်ကောင်းမလားဒီ Asus ဒီ laptop ဝယ်ရင်ကောင်းမလားresult တွေအများကြီးလုပ်လိုက်ရတယ်လူအများကြီးလိုက်မေးလိုက်ရတယ်ဒါပေမဲ့နောက်ဆုံးတော့ဒီ Asus 640ဒါဝယ်လိုက်တယ်ပေါ့နော်ဆိုတော့သူတို့ပေးတဲ့အထက်မှာဒါ mouse ဒါတော့ free ပေးရပါတော့ဒါဝယ်ရလဲ mouse ဈေးဘယ်လောက်လဲတော့ကျွန်တော်မသိဘူး okay ဒီဟာကတို့ဒီ Asus အတားတစ်စိတ်ပါတယ်ဆိုတော့ဆိုဘာနော် laptop ထည့်မယ်အပြင်တွေပါတွားမယ်ဆိုရင်တော့ဒီဟာနဲ့ကတော့ပြေတော့အသားတစ်စိတ်လေးပါတော့အဆင်ပြေပါတယ် okay တန်းဒါတော့ laptop ပေါ့နော်တကယ်တမ်းကကျွန်တော်ကဒီ showroom မှာတွေကနည်းနည်းဖွင့်ပြီးတော့အခြေအနေလေး condition လေးတစ်ချက်ကြည့်ထားတော့ဒီကတော့ဖွင့်ပြီးသွားပြီပေါ့နော် okay ဆိုတော့ဒါထုတ်လိုက်မယ်ဒီမှာ model ကြည့်လို့ရတယ် 6840 SFH40 72G 726U steel green ဆိုတော့ grey color ပေါ့နော်ကျွန်တော်ကကန်ကောင်းတယ်လို့ပြောမှာမသိဘူးတကယ် market price မှာဒီသူတို့ရောင်းနေစီကဒေါ်လာ2400ကျော်နဲ့ရောင်းလာနော်အဲ့တော့ဒါပေမဲ့ကျွန်တော်က8% discount နဲ့2199ဆိုတော့ဒေါ်လာ22002299ဆိုတော့ဒီပေါ်2200လို့ပဲပြောအောင်ပေါ့နော်2200ဈေးရတော့မနည်းဘူးပေါ့နော်MacBook ဝယ်မယ်ဆိုရင်တော့MacBook Air လောက်တော့ဝယ်လို့ရတယ်ဒါပေမဲ့ Pro လောက်လည်းတော့ဝယ်လို့မရဘူးကိုကအဓိက video editing လုပ်ချင်တယ်ဆိုတော့ MacBook ဆိုရင် Pro လောက်မှာအဆင်ပြေပါဒါပေမဲ့ Pro ဝယ်ဖို့ကြာလဲဒီဈေးနှုန်းတိုင်းဆိုရင် RAM တွေ storage တွေကဒီထက်ပိုပြီးတော့များမှာအဆင်ပြေပါလေကိုဒီဝယ်မယ့်ဈေးမှာ RAM storage တွေကအရင်မများရင်နောက်ပိုင်းကိုတွေ့တစ်ခုခုအဆင်ပြေဖြစ်မှာလဲဆိုတော့ဒီ Windows တွေကပို့လိုက်တာပေါ့နော် okay ကြည့်ရအောင်ဆိုတော့ဆက်လက်ကိုင်းဆိုတော့ဒီအောင်ကြည့်ပြီးတော့ဆက်လက်လောက်ရမယ်ပေါ့နော်ဒီမှာကိုရီးယားလိုနဲ့ဒီမှာအင်္ဂလိပ်လိုရေးထားတယ်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ရှိုးလုံးကလည်းပြောထားတာဆက်လက်လုပ်ပုံလုံးလေးတွေနော်ဘက်ထရီကိုလည်းအနည်းဆုံး8နာရီတော့ပြန်အသွင်းပေးရမယ်တဲ့ဆိုတော့ဒါတော့ပေးတော့လုံးပေါ့နော်ဒါပေမဲ့လောတယ်ဒါကြီးကဘာကြီးလဲဆိုတော့ကျွန်တော်သိချင်တော့ရေတော့ကြည့်မယ်ဒါ ready okay key proof of purchase with this passport Randy passport okay ဒါရဒီကြည့်ရဆိုတော့တင်ထားလိုက်ဒီမှာအတင်ဂျိုစာချင်တော့တော်တော်ကြီးရလို့ပြောရမှာOkay, finally ဒီလေးရောက်ပါပြီ။တိုင်းပြန်လိုက်ပါမယ်။
ဒီဟာက RAM 32 RAM 32ကို1 terabyte 1 terabyte မြင်တဲ့ပြင်ကစလေးလက်မကွယ်ဆိုတော့ရိုင်းလည်းမကြည့်ဘူးရိုင်းလည်းမသေးဘူးပြောရမှာပေါ့နော်ဆိုတော့ yeah let's look ကျွန်တော်တော့သဘောကျတယ်ဆိုတော့လောတဲ့အထိကတော့ဒီလောက်ပဲပေါ့နော်နောက်ပိုင်းကျွန်တော် setup တွေလုပ်မယ် setup တွေလုပ်မယ်ပြီးမှuser experience တွေဆက်ကြည့်ကြည့်ရမှာပေါ့နော်ဒီကောင် 1.5 kg ဆိုတော့ရင်းတော့လည်းမလေးဘူးအပြင်လေးပိုင်းကိုသွားမယ်ဆိုရင် easy တင်သွားလို့ရတယ်ပေါ့နော် speed grey color ဆိုတော့လှပါတယ်ဒါပေမဲ့လက်ရတော့နည်းနည်းထင်ကြတယ်အဆင်ပြေပါတယ်ဆိုတော့ဒါတော့ကျွန်တော် laptop ပါနော်ပြီးတော့တစ်ခုရှိတာကဒီကောင်ကဒီမှာ 40.5 inches အဲ့ဒါဟိုမှာ 2.8K OLED 20Hz ရှိမယ်အဲ့ဒါဟိုမှာဒီကောင်က graphic ကို 4050ဆိုတော့ကိုလို့ချင်တဲ့ video editing တွေမှာဒါကောင်းကောင်းလုပ်နိုင်တယ်ပြီးတော့ကျွန်တော်က laptop အကြောင်းတော့အရင်တော့မသိသေးဘူးဒါပေမဲ့နည်းနည်းတော့လိုက်လေ့လာတာပေါ့နော်အဲ့တော့ဟို showroom ကကိုလည်းပြပြတာကဒီကောင်ကလောဆယ်နောက်ဆုံးထွက်ထားတဲ့ဥစ္စာဆိုတော့နောက် graphic ကလည်းပါတယ်4050ဆိုတော့နောက်ပိုင်းကိုအဓိက video editing လုပ်ချင်တယ်ဆိုတော့ editing မှာဒါကောင်းကောင်းနိုင်ရပေါ့နော်ဟို color လည်းမှန်မယ်နောက် storage ကလည်းများတော့ကိုအတွက်သုံးရတာရန်အဆင်ပြေပေါ့နော်